အားလုံးပဲမင်္ဂလာပါရှင် Forex Coach and Trainer ဆိုင်မိုင်ဖြစ်ပါတယ်။အဲ့တော့ဆိုင်မိုင်နေနဲ့ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတွေတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ trading ကိုအခုမှစလုပ်နေသူတွေ beginner trader တွေအနေနဲ့ဘာတွေပြင်ဆင်ထားတဲ့လဲဘာတွေစပြီးတော့အရင်ဆုံးဘာတွေပေါ့နော်လိုအပ်တဲ့အရာတွေကဘာတွေလဲဆိုတာကို beginner trader တွေအတွက်မျှဝေပေးခြင်းပါတယ်။အဲ့တော့အရင်ဦးဆုံး beginner trader တွေအနေနဲ့လှုပ်ဆောင်ပြတဲ့နံပါတ်1အချက်ကတော့ဈေးကွက်အကြောင်းကိုအခြေခံကနေစပြီးတော့တည်တည်ချာချာကိုယ်တိုင်သိအောင်ရင်လုပ်ပါခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အရန်လွယ်ကူနေပြီဒါကတော့ကျွန်တော်တို့ YouTube တွေစာအုပ်တွေတော့ဆိုတော့မျှဝေထားတဲ့ဟာတွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒီနေရာကနေကျွန်တော်တို့အဆင့်ချင်းစီအခြေခံကနေကိုယ်တိုင်တည်တည်ချာချာလေ့လာထားဖို့လိုအပ်တယ်ဒါကျွန်တော်တို့မဖြစ်မနေနံပါတ်1အဆင့်ကိုလှုပ်ဆောင်ရမယ့်အရာကတော့ကိုယ်တိုင်ဈေးကွက်အကြောင်းကိုသိအောင်လေ့လာဖို့အခြေခံအနေနဲ့လေ့လာဖို့အတာဖြစ်ပါတယ်အဲ့တော့နံပါတ်2အချက်ကကြတော့ကျွန်မအနေနဲ့ဗာလေးပြောပြပေးချင်တယ်ဆိုရင် practice လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ practice ကတော့ကျွန်တော်တို့ဒါ demo account ဖွင့်လို့ရပါတယ်အဲ့တော့ demo account မှာကျွန်တော်တို့trading platform တစ်ခုကိုသုံးပြီးတော့လက်တွေ့ပေါ့နော်ဈေးကွက်ထဲကိုအယောင်းဝယ်သဘောတရားကိုကိုယ်တိုင်ဒီ demo practice ဆိုပြီးတော့လေ့ကျင့်လို့ရတယ်အဲ့ဒီအတွက်ငွေကုန်ကြေးကြလည်းမလိုဘူးပေါ့နော်အဲ့တော့ demo practice မရှိဘဲနဲ့ကျွန်တော်တို့ trade ခဲ့မယ်ဆိုလို့ရှိရင်ကိုယ်မှာအတွေ့အကြုံမရှိဘဲနဲ့ဈေးကွက်တကယ်အစ်စ်ထဲ real money နဲ့တွားဖို့ဆိုတာက range များတဲ့ဈေးကွက်ဖြစ်တဲ့အတွက် demo practice ရှိဖို့လည်းလိုအပ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ trade နေပြီဆိုရင်ကျွန်တော် trader တွေအနေနဲ့ဘာလိုအပ်သေးလဲလို့ပြောရင်ကျွန်တော်တို့ trading plan တစ်ခုကိုတည်ဆောက်ဖို့လိုအပ်ပါတယ်ဘယ်အချိန်မှာ entry ဝင်ရမှာလဲဘယ်အချိန်မှာပြန်ထွက်ရမှာလဲပေါ့နော်အရှုံးအမြတ်ဘယ်လိုကန့်သတ်ကြမလဲဆိုတဲ့ trading plan trader တယောက်ဟာရှိရမှာဖြစ်တယ်အဲ့တော့ trading plan ကတော့နံပါတ်3အချက်အနေနဲ့beginner trader တွေဒါကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်နံပါတ်4အချက်ကကြတော့ကျွန်တော်တို့ပါလဲဆိုရင်အဲ့တော့အယောင်းဝယ်လောက်လာပြီဆိုကျွန်တော်တို့ rings and money management ကိုလည်းအတိကဂရုစိုက်ပေးရမှာဖြစ်ပါတယ်ကျွန်မအနေနဲ့အမြဲတမ်း 1-2% rings ထဲမှာတော့ကျွန်တော်တို့အမြဲတမ်း3လေးရှိတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ rings လို့ပြောပြီးဆိုရင်ကျွန်တော်တို့ဈေးကွက်ထဲမှာကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏရဲ့ကိုလိုချင်တဲ့အမြတ်ရည်တွေကိုစနစ်တကျတွက်ချက်ပြီးတော့မှ trade ဖို့လည်းလိုအပ်တာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဗာလေးတည်ထားလို့ဆိုရင် psychology လို့ခေါ်တဲ့ကိုယ့်ရဲ့ emotion ကို control လုပ်ရမယ့်အဆင့်ဖြစ်ပါတယ်အဲ့တော့ဒီညမှာ fear and greed လို့ခေါ်တဲ့ကြောက်စိတ်နဲ့လောဘကိုထိန်းချုပ်ခြင်းဟာလည်း trader တွေအတွက်အရေးကြီးတဲ့အချက်ဖြစ်တယ်အဲ့တော့မျက်ချင်းချုံချင်းပေါ်မှာအရန်ကို emotion ပဲဖြစ်ဖို့ကိုယ့်ရဲ့ emotional control လုပ်တတ်ဖို့လည်းအရန်အရေးကြီးတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဗာလေးလဲဆိုရင်ကိုသုံးမဲ့ trading strategy တစ်ခုကိုကောင်းကောင်း focus ထားပြီးတော့သုံးဖို့လည်းလိုအပ်တာဖြစ်တယ်အဲ့တော့ strategy တစ်ခုကိုသုံးမယ်လို့ပြောတဲ့အခါမှာကိုအနေနဲ့ဘယ် trading style ကိုသုံးပါလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့တေးချာ consistency ရှိနဲ့ focus လုပ်ပြီးတော့သုံးဖို့လည်း trader တွေနည်းနည်းအရေးကြီးပါတယ်နောက်တစ်ခုကကျမတို့ဒါအရန်ကိုလှုပ်ဖို့လည်းအရန်ရှားပါကြတယ်တိတ်ပြီးတော့မလှုပ်ဖြစ်ဘူးတတိမထားမိတဲ့အရာတစ်ခုကတော့ trading journal ပေါ့နော် trading journal မရှိကြဘူးကျမတို့ trader တွေဒါလေးကိုလည်းကျမအနေနဲ့ trading journal ထားဖို့ trading journal ရေးသက်ဖို့ကိုလည်းညဝေပေးခြင်းနဲ့ကိုဘယ်အချိန်မှာ entry ဝင်လိုက်တာလဲဘာကြောင့်ဝင်လိုက်တာလဲဘာကြောင့်ရှုံးသွားတယ်ဘာကြောင့်ညက်သွားတယ်ဘယ်နေ့မှာတော့ကို entry ဘယ်လောက်ဝင်ခဲ့တယ်ဘယ်နှကြောင်းအယောင်းဝင်လုပ်ခဲ့တယ်စတဲ့ trading journal လေးတွေရေးတတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ trader တွေအတွက်အရန်ကောင်းတဲ့ပြင်ဆင်ခြင်းတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါနောက်ဆုံးနေနဲ့ကိုဟုတ်ပြီအယောင်းဝယ်အကြောင်းကိုလည်းကိုကလေ့လာပြီးသွားပြီးနောက်တစ်ချက်trading strategy လည်းကိုကသိနေပြီrings and money management တွေလည်းကိုကသိနေပြီ demo prices လည်းကိုမှာ practice တစ်ခုလည်းကိုကကောင်းကောင်းအချိန်တစ်ခုပေးထားပြီးပြီဆိုရင်ကျမတို့နောက်ဆုံးအနေနဲ့ real trade ကြပြီအဲ့ချိန်ကြလို့ရှိရင်ကျမတို့အများကြီးစလိုက်တာမျိုးမဟုတ်ပဲနဲ့လက်ရှိဈေးကွက်အခြေအနေပေါ်တည်ချာနားလည်ထားပြီးတော့ကိုစတင်နေမယ် real amount တစ်ခုကိုဆုံးဖြတ်ရွေးချယ်ဖို့လိုအပ်တယ်အဲ့ဒီအတွက်ကျမတို့ဘာလိုအပ်လဲဆိုရင် broker တစ်ခုကိုကောင်းကောင်းရွေးချယ်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီမှာပြောပြလိုက်တဲ့အချက်တွေဟာကျမတို့ beginner trader တွေအတွက်အကုန်လုံးအရေးကြီးတာပဲဖြစ်ပါတယ်ဆိုတော့trading နဲ့ပတ်သက်လို့ကျမကိုသိချင်တာမေးချင်တာစုံစမ်းချင်တာရှိရဆိုလို့ရှိရင်ကျမရဲ့ chat box တွေမှာအချိန်ရွေးဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်